နောက်တစ်နေ့တွင်ရတနာတောင်ကျေးရွာရှိရွာသားများသည်အလွန်အံ့ဩဖွယ်ကောင်းသောသတင်းတစ်ခုကိုကြားလိုက်ရတယ်။ထိုသတင်းမှာရွာသူကြီးလမ်းပြန်လျှောက်နိုင်သောသတင်းပင်ဖြစ်တယ်။ဆရာဝန်မိုင်းနှင်းပွင့်ပြူသည်လည်းရွာသူကြီးရဲ့ခြေထောက်ကိုစစ်ဆေးနေပြီးသူမရဲ့မျက်နှာပေါ်တွင်မယုံကြည်နိုင်မှုများဖြင့်ပြည့်နေလို့နေတယ်။ချောစုကဆရာဝန်မအားပျော်ရွှင်သောလေတံဖြင့်အဖေရဲ့တန်ရာဒီအကုန်လုံးပျောက်ကင်းသွားပြီဟုပြောလိုက်လေတယ်။ဒီနေ့မှာပဲရွာသားအချို့လင်းထက်ဆိုင်သို့ရောက်လာပြီးရွာသူကြီးပြန်လဲတက်တာလာပြီးဖြစ်ကြောင်းပြောပြလေတယ်။ညနေခင်းသို့ရောက်တဲ့အခါလင်းထက်အိမ်သို့ပြန်လာခဲ့တယ်။ထိုအခါသူ့ရဲ့အိမ်ရှိတွင်သူအားစောင့်နေသောဆရာဝန်မကိုတွေ့လိုက်ရတယ်။ ဆရာဝန်မကလင်းထက်အားကျမရှင်းကိုမေးစရာရှိတယ်။ရွာသူကြီးမတက်တာခင်သူ့ရဲ့အိမ်ကိုတွာလဲခဲ့တယ်မလားဟုတိုးတိတ်စွာမေးလိုက်တယ်။လင်းထက်ကလည်းဟုတ်ပါတယ်။ကျွန်တော်လူနာရဲ့ကျန်းမာရေးအခြေအနေကိုတွားကြည့်ကြောင်းပြန်ပြောလေတယ်။ဆရာဝန်မကလည်းလင်းထက်ရဲ့အမူအရာကိုအကဲခတ်နေပြီးရွာသူကြီးရဲ့တန်ရာကိုရှင်ကုသပြလိုက်ကလားဟုပွင့်လင်းဝါမေးလိုက်တယ်။ထို့အခါလင်းထက်ကကျွန်တော်ကတာမန်လေသမားတစ်ယောက်ပါဘလို့လုပ်ပြီးဖြစ်နိုင်မှာလဲဟုပြန်ပြောလေတယ်။ဆရာဝန်မထွက်သွားပြီးနောက်လင်းထက်သည်အုတ်တိုင်းကထားသောစိုက်ခင်းမှခွေးဟောင်တန်းကိုကြားလိုက်ရတယ်။လင်းထက်သည်သူ့ရဲ့တင်ညာများကိုဘယ်သူမှတအိမထားမိစေရန်ပိုပြီးရှိုးဝတ်စွာအတုံးတူရန်ဆုံးဖြတ်လိုက်တော့တယ်။